ကုမ္ပဏီကိုဝမ်စုအုပ်စုစီကနေရင်းနှီးမြှုပ်နှံမှုတန်း200တည်ဆောင်ပေးနိုင်ခဲ့တဲ့ဖေချွမ်းဦးဆောင်တဲ့ project အတွက်ဂုဏ်ယူပါတယ်။အသားတင်အမြတ်တန်း100ရခဲ့တဲ့အတွက်စုကြီးငွေ3သိန်းချီးမြှင့်ပါတယ်။ဝါအဖွဲ့ကောင်းဆောင်ဖေချွမ်းကတော့တကယ်ကိုလေးစားဖို့ကောင်းတဲ့သူဒီ project အတွက်2ရက်နဲ့2ညဆက်တိုက်မျက်စိမမိတ်ပဲစူးစမ်းခဲ့တာနောက်ဆုံးတော့အသီးအပွင့်ခံစားရပြီပေါ့။ဘာအသီးအပွင့်လဲ3သိန်းတောင်ရမှာလား။မင်းစိတ်အေးအေးထားပါငါတီထွင်ထားတဲ့ project အောင်မြင်သွားပြီးစုကြီးငွေ3သိန်းတောင်ရမှာမှန်ပဲ။အဖေအတွက်နှိပ်စက်ကိုအသစ်ဆုံးမော်တယ်ဝယ်ပေးမယ်နောက်2ရက်နေရင်ငါအိမ်ပြန်လာခဲ့မယ်အဖေရဲ့အစစ်အမြစ်ကြိုက်ခဲတဲ့ယောဂကိုအကောင်းဆုံးဆေးရုံမှာတွားပြပေးမယ်အဖေနဲ့မိကတော့မင်းအတွက်စိုးရိမ်စရာမရှိပါဘူးမင်းပဲကျမ်းမာရေးဂရုစိုက်ပါငါတို့အိမ်မှာအဆင်ပြေပါတယ်ပတ်စံတွေကိုရှောက်မတုံးနဲ့အိုးခဲ့ပါတော်ပြီမပြောတော့ဘူးငါနောက်2ရက်နေရင်ပြန်လာခဲ့မယ်နှိပ်စက်ကိုတော့ဈေးဝယ်ချင်းတောင်းလဲထည့်ထားလိုက်ပြီးအဖေတို့စီကိုပတ်စံ3သိန်းလောက်လှမ်းလွှဲပေးလိုက်အောင်မယ်မနေ့ပြန်လာစာထုံးမဲ့ရက်ကိုပဲစောင့်ရတော့မယ်ဥက္ကဋ္ဌချင်းကျွန်တော်ရဲ့ယင်းနှီးမြှုပ်နှံမှုကိုထပ်တိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကဖေချွန်းကိုကြည့်ပြီးလာတာသူရှိမှပဲရမယ်တကယ်လို့သူတာမရှိတော့ရင်ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုလည်းရက်စဲရလိမ့်မယ်အခုချိန်မှာသူကကျွန်တော်တို့ရဲ့ရွှေအိုးပဲကုမ္ပဏီမှာဘယ်သူပဲမရှိရှိသူကတော့မရှိလို့မဖြစ်ဘူးစိတ်ချပါကျမသူ့ရဲ့စုချင်းငွေကို3သိန်းကနေ3တန်းအထိတိုးပေးဖို့စီစဉ်ထားပြီးသားပါ3သိန်းစုချင်းငွေကမကြခင်အကောင့်ထဲရောက်တော့မယ်3လို့တောင်ကုန်နိုင်မှာမဟုတ်ဘူး3000သူညတစ်လုံးနှလုံး3လုံးမမားပါဘူးတကယ်ပဲ3000နဲ့ပါလားဒါဗန္ဒာရေးဌာနကမှားတာများလားမဖြစ်နိုင်တာလုံးဝမဖြစ်နိုင်ဘူးကားခောက်ရမှန်းမသိဘူးလားမန်နေဂျာကျူးကျွန်တော်စုချင်းငွေကိစ္စမေးချင်လို့ပါကျွန်တော်3000ပဲရတယ်ဗန္ဒာရေးဌာနကမှားသွားတာလားခင်ဗျာမမားပါဘူး3000ကအမှန်ပဲဒါပေမဲ့ဥက္ကဋ္ဌကအစည်းအဝေးတုန်းက3သိန်းလို့ပြောခဲ့တာလေခင်ဗျာငါစီရောက်လာတဲ့ခွင့်ပြုချက်စာရွက်မှာတော့3000ပဲရှိတယ်ငါကစာရွက်ကိုပဲကြည့်တယ်လူကိုမကြည့်ဘူးမင်းကကုမ္ပဏီကိုတန်တရားဝင်နေတာလားဒါမှမဟုတ်ဥက္ကဋ္ဌချင်းကိုတန်တရားဝင်နေတာလားဒီစာရွက်ကိုဘယ်သူလက်မှတ်ထိုးတာလဲဥက္ကဋ္ဌချင်းကိုယ်တိုင်ခွင့်ပြုပေးခဲ့တာလားဒါမှမဟုတ်ဂျားတွေကလူတစ်ယောက်ကအထက်ကိုလိန်ညာထားတာလားဆိုတာကျွန်တော်ကြည့်ပါရစေဟက်ကုမ္ပဏီရဲ့အတွင်းရေးစာရွက်စာတမ်းတွေကိုမင်းကြည့်ပိုင်ခွင့်မရှိဘူးတော့ပြီငါအလုပ်တွေကိုဒီမှာလာမနှောက်ယှက်နေတော့ဒီလောက်ပဲမကျေနပ်ရင်သွားတိုင်နိုင်တယ်ကုမ္ပဏီအတွက်အကျိုးမြတ်ရှာပေးနိုင်ုံနဲ့ငါရှိမှဆရာလာလုပ်လို့ရမယ်ထင်နေလားကုမ္ပဏီရှိလို့သာမင်းကအသုံးဝင်နေတာအမှန်တော့ကုမ္ပဏီမရှိရင်မင်းကအမိုက်တစားပဲငါဒီကုမ္ပဏီအတွက်တခြားနေရာကကန့်လန့်တဲ့တစ်နှစ်လစာ3တန်းကိုညှင်းပယ်ခဲ့တာချင်းချမ်းကိုကူညီဖို့အတွက်ငါရဲ့စိတ်ရင်းစေတနာပြည့်နဲ့စူးစမ်းပေးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူကငါရဲ့ပထမဆုံးအချစ်ဖြစ်နေခဲ့လို့ပဲဒါပေမဲ့နောက်ဆုံးမှာဘာတွေပြန်ရခဲ့လဲကောင်းပြီလေဂုံယူပါတယ်ဖေချွမ်းဒါက3သိန်းတောင်ရှိတဲ့စုချင်းငွေပဲမင်းဘလို့သုံးဖို့စီစဉ်ထားလဲဖေချွမ်းလေးဘာကိစ္စရှိလို့လဲမင်းဒါဘာလုပ်တာလဲအလုပ်ထွက်စားလားဖေချွမ်းလေးမင်းစုချင်းငွေကိစ္စကြောင့်စိတ်ဆိုးနေတာလားစိတ်မလောပါနဲ့ကုမ္ပဏီကြီးကြီးဆိုတော့အမှားယွင်းလေးတွေရှိတတ်တာပေါ့မင်းစိတ်ချပါငါအထက်လူကြီးကိုသွားမေးပေးမယ်ဒါအမှားယွင်းမဟုတ်ဘူးဒါကသဘောထားပိုင်းဆိုင်ရာပြဿနာပဲငါနေရောညပါကုမ္ပဏီအတွက်တန်း100ရှာပေးခဲ့တာနောက်ဆုံးတော့3000ပဲတန်ချင်းရှိတယ်ပေါ့ဖေချွမ်းလေးမင်းခံစားရမှာကိုငါသိပါတယ်ဒါပေမဲ့စဉ်းစားကြည့်ပါဦးကုမ္ပဏီကမင်းကိုပြိုးထောင်ပေးခဲ့တာလဲမလွယ်ကူခဲ့ဘူးအမြင်ကိုအဝေးကြီးအထိကြည့်ရမယ်အခုလောလောဆယ်အကျိုးအမြတ်လေးတင်ကြည့်လို့မဖြစ်ဘူးငါ့ကိုပြိုးထောင်ပေးခဲ့တယ်ဟုတ်လားငါကုမ္ပဏီထဲရောက်တာ3နှစ်ရှိပြီခင်ဗျားအတွက်အစီရင်ခံစာတွေဘယ်လောက်တောင်ရေးပေးခဲ့ရလဲငါညလုံးပေါက်အချိန်ပိုဆင်းနေချိန်တုန်းကခင်ဗျားဘယ်မှာရှိနေလဲအခုမှလာပြီးဒါတွေပြောနေတာလားဖေချွမ်းမင်းကိုအကောင်းပြောနေတော့အဆက်ရှိစမ်းပါမင်းမရှိရင်ကုမ္ပဏီကလက်ပက်လို့မရတော့ဘူးထင်နေလားငါပြောလိုက်မယ်မင်းနေရာကိုအစားထိုးချင်တဲ့သူတွေအပြင်မှာအများကြီးပဲဒါဆိုကိုကောင်းတာပေါ့ငါအဲ့ဒီလူတွေအတွက်နေရာဖယ်ပေးလိုက်မယ်နှုတ်ထွက်စာကိုဒီမှာထားခဲ့ပြီးခွင့်ပြုမပြုကတော့ခင်ဗျားသဘောပဲတကယ်လို့မင်းအခုချက်ချင်းအလုပ်ထွက်ရင်အလုပ်ပြက်ကွက်မှုအဖြစ်တတ်မှတ်မယ်ရော်ကြီးငွေနဲ့ကုမ္ပဏီရဲ့နစ်နာကြေးအားလုံးပေါင်း30ပေးရမယ်ခင်ဗျားတို့သဘောရှိတာလို့ငါဆက်ပြီးအလုပ်ကျွေးမပြုနိုင်တော့ဘူးဘာလဲမင်းအလုပ်ထွက်မလို့ဟုတ်လားမန်နေဂျာဟောဘာဖြစ်လို့လဲဖေချွမ်းကအလုပ်ထွက်မလို့တဲ့မန်နေဂျာကျူးဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကုမ္ပဏီရဲ့မန်နေဂျာတယောက်ပဲအလုပ်ထွက်မှာပါဒါဆိုရင်တော့ကောင်းတာပေါ့ငါမင်းတို့အတွက်ကြိုတင်သတ်မှတ်ထားတဲ့တန်း100တန်းစာချုပ်ကိုမင်းတို့ကုမ္ပဏီစီပို့ပေးလိုက်ပြီဒါကတော့ဝမ်စုအုပ်စုရဲ့ယုံကြည်မှုအတွက်တကယ်ပဲကျေးဇူးတင်ပါတယ်ကျွန်တော်လည်းခင်ဗျားတို့နဲ့အမြန်ဆုံးပူးပေါင်းဆောင်ရွက်ချင်ပါတယ်အဓိကကတော့ဖေချွမ်းကတကယ်ကိုတော်လုံးလို့ပါစာချုပ်ကိုအမြန်ဆုံးချုပ်နိုင်ရင်ပိုကောင်းတာပေါ့အမှန်တော့ကျွန်တော်တို့ကုမ္ပဏီမှာလည်းတခြားထူးချွန်တဲ့လူရေးချုံတွေအများကြီးရှိပါတယ်မင်းတို့ကုမ္ပဏီမှာငါကဖေချွန်းတယောက်တည်းကိုပဲအတိမတ်ပြူတာတကယ်လို့တူတာထွက်သွားရင်တော့ပြောရတာမကောင်းပေမဲ့ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုလည်းရက်စဲရလိမ့်မယ်ဒီဖေချွန်းကဘလို့ဖြစ်ရတာလဲဥက္ကဋ္ဌဝမ်ကကုမ္ပဏီကိုအခုချက်ချင်းရောက်တော့မှသူကအခုအလုပ်ထွက်သွားပြီဆိုတော့ဒါကိုဥက္ကဋ္ဌဝမ်သိသွားရင်ဘလို့လုပ်မလဲအချင်းချုပ်ပြောရရင်ငါပြောသားပဲအဲ့ဒီကောင်ကဘာမှပြန်မပြောရဲပါဘူးလို့အလုပ်သမားအညာရတယောက်ကကောင်းကင်ကိုပြောင်းပြန်လာနိုင်ပါမလားဟာသူအလုပ်ထွက်သွားတာပိုကောင်းတာပေါ့သူစီကနေချင်းချောက်ငွေ30ညှိယူလိုက်ရင်ငါတို့2ယောက်ရဲ့အိတ်ကက်ထဲရောက်မှာပဲလေ
ဒါပေမဲ့ဥက္ကဋ္ဌချင်းကဘာဖြစ်လို့သူ့ကိုဒီလောက်တံမိုးထားနေလဲဆိုတာငါထူးဆန်းနေတယ်အလုသမားတယောက်ပဲဟာကိုဒါပေမဲ့ဥက္ကဋ္ဌကလာမေးရင်ဘယ်လိုလုပ်မလဲအရင်တိုင်းပဲပေါ့သူကမရောက်ရဲဘူးအဖိုးစုချင်းငွေတွေထက်တောင်းနေတယ်လို့ပြောလိုက်မယ်ငါတို့ကသဘောမတူတော့အဲ့ဒီကောင်စိတ်ဆိုးပြီးအလုထွက်သွားတာလို့ပဲပြောလိုက်ရုံပေါ့ဟာဟာဟာဖေချွမ်းရဲ့ပါဆယ်ထုတ်ပါဒါကဥက္ကဋ္ဌဝန်ပို့လိုက်တဲ့တန်းတရာတန်ပူပေါင်းဆောင်ရွက်မှုစာချုပ်ဖြစ်ရမယ်အင်းထားလိုက်ပါတော့သူတို့ကိုနောက်ဆုံးတစ်ချိန်ကူညီပေးခဲ့တာပေါ့အလုပ်ချိန်တွင်းမှာစိတ်ကြိုက်ပါဆယ်ထုတ်လက်ခံနေတာကုမ္ပဏီရဲ့စီးမြင်စည်းကမ်းတွေကိုချိုးဖောက်တာပဲတကယ်လို့လူတိုင်းသာမင်းလိုလုပ်နေရင်ကုမ္ပဏီကိုဘယ်လိုလဲပတ်မလဲငါတို့ကဘယ်လိုစီမံခန့်ခွဲရမလဲစီကံချက်တွေအရအလုပ်ချိန်အတွင်းမိမိသဘောနဲ့တာဝန်ကျရနေရကနေထွက်ခွာသွားတဲ့အတွက်မင်းရဲ့လစာကိုနှစ်ဆဖြတ်ရမယ်စုချင်းငွေအလုံးကိုလည်းတင်စီမယ်ဆိုလိုတာကမင်းအခုကုမ္ပဏီကိုလစာပြန်လျော်ရမှာ3သိန်းရှိတယ်ဒီဖေချွမ်းကဒီရုပ်ဆိုးမနှစ်ယောက်ကိုဘယ်လိုများတွားပြစ်မှာမိတာလဲရှူငါတို့တဲကဘသူကကောသူတို့ရဲ့မတရားဖြတ်တောက်တာကိုမခံရဘူးလို့လဲသူတို့နှစ်ယောက်ကတော့တကယ်ကိုလောဘကြီးလို့နေပါလေဒါကကုမ္ပဏီရဲ့စာချုပ်ပဲမင်းကကုမ္ပဏီရဲ့ပါဆယ်ထုတ်ကိုတကယ်ပဲယူသွားချင်တာလားဒါကတကယ်ပဲကုမ္ပဏီရဲ့ပါဆယ်ထုတ်လားဘာဖြစ်လို့မင်းနာမည်ရေးထားတာလဲမင်းဆက်မလုပ်ချင်တော့ဘူးထင်တယ်မင်းတို့နှစ်ယောက်အိမ်မက်မက်နေကြတာလားငါကအစကတည်းကဆက်မလုပ်ချင်တော့တာငါပြောလိုက်မယ်ဘာပဲဖြစ်ဖြစ်မင်းဒီနေ့ဒီပါဆယ်ထုတ်ကိုလက်ခံဖို့ရဲရဲဝံ့ဝံ့လုပ်ရဲရင်မင်းအလုပ်ထွက်တာမဟုတ်ပဲကုမ္ပဏီကမင်းကိုစီကံဖောက်ဖျက်မှုနဲ့အလုပ်ထုတ်ပြမှာဟုတ်တယ်ကုမ္ပဏီကမင်းကိုပေးရမယ့်လစာနဲ့စုချင်းငွေတွေအပြင်ရော်ချင်းငွေ3သိန်းလစာနှစ်ဆအားလုံးပေါင်း9သိန်းတပြားမှရှော့လို့မရဘူးမန်နေဂျာနှစ်ယောက်တေချာလားငါဒီပါဆယ်ထုတ်ကိုယူရင်မင်းတို့ကငါ့ကိုအလုပ်ထုတ်မှာပေါ့ဟုတ်လားမမဘူးအလုပ်ထုတ်မှာဒါဆိုရင်ငါမင်းတို့ကိုပြောပြလိုက်မယ်ဒါကဥက္ကဋ္ဌဝိုင်းရဲ့တန်ဖိုးတန်းတရာရှိတဲ့စာချုပ်ပဲဟာ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 ဘယ်ကုမ္ပဏီကများတန်းတရာတန်စာချုပ်ကိုပါဆယ်ထုတ်နဲ့ပို့ပါမလဲမင်းလူလိမ်ချင်းရင်လည်းရုပ်တိရှိတဲ့အကြောင်းပြချက်ရှာစမ်းပါဟာဟာယုံမယုံကတော့မင်းတို့သဘောပဲဘာပဲဖြစ်ဖြစ်ချင်းချမ်းကနောက်ပိုင်းငါနဲ့ဘာမှမဆိုင်တော့ဘူးမှတ်ထားဦးအဲ့ဒီအချိန်ကျရင်ငါ့ကိုလာပြီးမတောင်းပန်နဲ့မင်းကဥက္ကဋ္ဌရဲ့နာမည်ကိုဓာတ်ရိုက်ခေါ်ရဲသေးတယ်ပေါ့မင်းကိုမင်းအထင်ကြီးလို့နေတာပဲငါကသာမင်းကိုတောင်းပန်ရမယ်ဆိုရင်ဒီစပွဲခုံကိုဝါစားလိုက်မယ်ငါဟော်ဟူလူစွမ်းအားအရင်မြင့်မန်နေဂျာအနေနဲ့တရားဝင်ကြီးညာတယ်ဖေချွမ်းမင်းအလုပ်ထုတ်ခံလိုက်ရပြီးဘယ်တော့မှပြန်မခံဘူးအဖွဲ့ခေါင်းဆောင်ဖေချွမ်းမတော်ပါနဲ့အောင်ဟုတ်ပါတယ်အကူဖေမင်းထွက်သွားရင်ငါတို့ကိုဘယ်သူဥဆောင်မှာလဲအားလုံးထိုင်နေစမ်းဘာပုံစံဖြစ်နေတာလဲသတိထားအောင်ငါမင်းတို့လစာတွေကိုဖျက်ပစ်မယ်ငါပြောလိုက်မယ်နောင်ကိုမင်းတို့တွေကဘယ်သူမဆိုကုမ္ပဏီရဲ့စီးမြင်စည်းကမ်းတွေကိုမလိုက်နိုင်ရင်သူကမင်းတို့ရဲ့နမူနာပဲဟွန်းငါကိုလာပြန်ကျင်သေးတယ်ဥက္ကဋ္ဌချင်းဘာများအမိတ်ရှိမလို့လဲခမညာဖေချွမ်းကိုသူ့ဖုန်းကိုဘာလို့ခေါ်လို့မရတာလဲဖေချွမ်းကသူနှုတ်ထွက်စာတင်ထားတာကိုမင်းအကြောင်းကြားလိုက်ကုမ္ပဏီမှာစောင့်နေဖို့ပြောလိုက်ငါရဲ့ခွင့်ပြုချက်မရပဲသူအလုပ်ထွက်တာကိုငါသဘောမတူဘူးဒါအပြင်ဥက္ကဋ္ဌဝမ်ကကုမ္ပဏီကိုကြိုတင်ပြီးတန်မိုးတန်းတရာရှိတဲ့စာချုပ်တစ်ခုပို့ထားတယ်လုံးဝအမှားယွင်းမရှိစေနဲ့အာဘာလဲဘာဖြစ်လို့လဲပြဿနာတစ်ခုခုရှိလို့လားစိတ်ချပါဥက္ကဋ္ဌချင်းကျွန်တော်တို့အားလုံးလက်ခံရရှိထားပါတယ်ဒါဆိုရင်ကောင်းပြီငါနဲ့ဥက္ကဋ္ဌဝမ်ကကုမ္ပဏီကိုအခုချက်ချင်းရောက်တော့မယ်ဥက္ကဋ္ဌဝမ်ဘက်ကဘာပဲဖြစ်ဖြစ်ဖေချွမ်းကိုတွေ့ချင်နေတာမင်းတို့စီစဉ်ထားလိုက်ပါစိတ်ချပါပြီးပြီသွားပြီဒါကတန်မိုးတန်းတရာရှိတဲ့စာချုပ်ကြီးလေးငါတို့ကိုရောင်းလိုက်ရင်တော့မယုံနိုင်ဘူးဟုတ်တယ်ပြီးတော့ဥက္ကဋ္ဌဝမ်ကဖေချွမ်းကိုတွေ့ချင်တယ်လို့နာမည်တက်ပြောထားတာဒါကိုဘယ်လိုလုပ်မလဲအမြန်ဆုံးသူ့ကိုပြန်လိုက်ခေါ်စမ်းပါဖေချွမ်းကကုမ္ပဏီမှာ3နှစ်တောင်ရှိနေခဲ့တာကုမ္ပဏီအပေါ်တန်ရောစင်ရှိနေအောင်မှာပါကုမ္ပဏီကိုကူညီဖို့တေချာပေါက်သဘောတူမှာပါအစတုန်းကချင်းချမ်းကငါ့ကိုကူညီဖို့တောင်းပန်ခဲ့တာဤပညာနဲ့ရှယ်ယာဝင်ခဲ့ပြီးဒီ3နှစ်အတွင်းမှာငါအသေးအတန်စူးစမ်းခဲ့တယ်နေတိုင်းအချိန်ပိုဆင်းပြီးညတိုင်းအေးအေးပြတ်ခဲ့ရတာကုမ္ပဏီစတော့ဈေးကွက်ထဲရောက်ဖို့အတွက်ပဲဒါပေမဲ့အခုတော့ထားလိုက်ပါတော့လူတွေကပတ်စံရှိမှတရားမျှတမှုဆိုတာမရှိတော့ပါဘူးငါလည်းသူ့ပေါ်ဝတ္တရားကြည်ပုံခဲ့ပါပြီဥက္ကဋ္ဌချင်းလူဟန်ကြီးမင်းဘာလို့ရောက်လာတာလဲငါတို့ရဲ့တက္ကသိုလ်ကျောင်းတော်ကြီးကိုလာကြည့်တာပါချင်းအုပ်စုကမင်းကိုအလုပ်ထွက်ဖို့ဖိအားပေးနေတယ်လို့ကြားတယ်သတင်းကတော်တော်များများပဲမင်းကအခုထန်းကြီးအုပ်စုရဲ့ဥက္ကဋ္ဌကျန်းချန်မျိုးရဲ့နံပါတ်1အလှဆုံးအမျိုးသမီးဥက္ကဋ္ဌဖြစ်နေပြီပဲငါရဲ့ဟာတာကိုတီးတန့်လာကြည့်တာတော့မဟုတ်ပါဘူးနော်သူချင်းချမ်းကမျက်စိမရှိတာငါကတော့အဲ့လိုမဟုတ်ဘူးငါတို့စီကိုဝင်ဖို့စိတ်ဝင်စားလားငါမင်းကိုတစ်နှစ်လစာ3တန်းပေးမယ်ရှယ်ယာအမျက်ဝေစု50ရာခိုင်နှုန်းပေးမယ်ငါကတာမန်တီထွင်သူတယောက်ပါမင်းဒီလောက်ထိလုပ်ဖို့မတန်ပါဘူးတချမ်းချန်မျိုးလုံးမှာမင်းဖေချွမ်းက project ရဲ့အဓိကတာဝန်ခံဆိုတာဘသူကမသိဘဲနေမှလဲလုပ်ငန်းနယ်ပယ်ရဲ့အနာဂတ်ကိုဆုံးဖြတ်မဲ့ခေါင်းဆောင်တယောက်ပဲမင်းသာငါစီကိုဝင်မဲ့ဆိုရင်ငါရဲ့လူတွေအကုန်လုံးကမင်းအပိုင်ပဲ3နှစ်ရှိပြီးငါအသေးအတန်စူးစမ်းပေးခဲ့တာချင်းအုပ်စုအတွက်တလားလားစာက9000မရခဲ့တယ်အခုတော့ဘဝပုံစံအစ်ကိုပြောင်းလဲရမယ့်အချိန်ရောက်ပြီကောင်းပြီငါရဲ့စွမ်းဆောင်ရည်တွေကိုထန်းကြီးအုပ်စုစီယူဆောင်လာခဲ့ဖို့ငါသဘောတူပါတယ်အာဖေချွမ်း
ဖေချွန်းကအခုချိန်ဆိုကုမ္ပဏီကနေထွက်သွားတော့ပြီးဘယ်လိုလုပ်သူ့ကိုမြင်နိုင်အောင်မလဲငါမင်းအပေါ်ဒီလောက်ကောင်းခဲ့တာကိုဖေချွန်းမင်းကကုမ္ပဏီကနေထွက်သွားခြင်းသေးတယ်ပေါ့တန်ရောစင်နည်းနည်းလေးတောင်မငဲ့ဘူးလားတကယ်ပဲကျေးဇူးကမ်းတဲ့လူတစ်ယောက်ပဲဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးငါ့ကိုတယောက်ကလှမ်းခေါ်နေတယ်လို့မျိုးကြားလိုက်ရလို့ပါကျေးဇူးတင်ပါတယ်ဖေချွန်း